အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့မွေဟောက်တွေရဲ့အကြောင်းပဲဖြစ်ပါတယ်မွေဟောက်တွေရဲ့ကြောက်စရာကောင်းတဲ့ဆွဲဆောင်မှုတွေခန္ဓာကိုယ်ပုံစံတွေနေထိုင်မှုပုံစံတွေအကြောင်းကိုကျွန်တော်တင်ဆက်ပြသပေးတော့မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့မွေဟောက်ရဲ့အကြောင်းကိုမပြောခင် YouTube channel လေးကိုလည်း subscribe လေးလုပ်ထားခဲ့ပြီးဖို့တောင်းဆိုအပ်ပါတယ်ဗျအဲ့ဒါဆိုရင်စပြောကြရအောင်ပထမဦးဆုံးအချက်ကတော့မွေဟောက်ရဲ့ကြောက်စရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့အလှတွေဟာမြန်မာယဉ်ကျေးမှုမှာမွေဟောက်ကိုငကားတကောင်လို့သတ်မှတ်ပြီးရိုသေလေးစားကြပါတယ်ဒါပေမဲ့သူ့ရဲ့ဂုဏ်ဒီရှိပုံစံနဲ့တန်မာတဲ့အစိတ်တွေကြောင့်လူအများကကြောက်ရွံ့နေကြပါတယ်ဒီတစ်ခါတော့ဒီလိုစိတ်ဝင်စရာကောင်းတဲ့မွေဟောက်အကြောင်းကိုလေ့လာကြည့်အောင်မွေဟောက်တွေရဲ့ခန္ဓာကိုယ်ပုံသဏ္ဍာန်ကအထင်ရှားဆုံးအင်္ဂါရဲ့ကတော့သူ့ရဲ့လေဘင်းကနှစ်ဖားကြီးပါပဲအန်တရတစ်ခုနဲ့ရင်ဆိုင်ရတဲ့အခါဒါမှမဟုတ်တိုက်ခိုက်ဖို့ပြင်ဆင်တဲ့အခါလေဘင်းကိုဖောင်းကားလိုက်ပါတယ်အဲ့ဒီလိုဖောင်းလိုက်တဲ့အခါနှစ်ဖားပေါ်မှာမျက်မှန်ပုံစံအကွက်လေးတွေပေါ်လာပြီးဒါကမွေဟောက်အမျိုးအစားကိုခွဲခြားသိမြင်စေပါတယ်အခြေအားဖြင့်၄ပေကနေ၅ပေအထိရှိတတ်ပါတယ်မွေဟောက်အမကအထီးထက်ပိုပြီးကြီးတယ်အယောင်ကတော့မီးခုံရောင်ရှိကြပါတယ်အညိုရောင်နဲ့ရောင်ဒါမှမဟုတ်ဝါဝါရောင်နှုတ်တွေလည်းရှိပါတယ်မွေဟောက်တွေရဲ့နေထိုင်မှုပုံစံနဲ့အလေးအကျင့်ကတော့မွေဟောက်အများစုကမြက်ခင်းပြင်တောအုပ်တွေနဲ့စိုက်ပျိုးရေးခြံတွေမှာနေထိုင်ကြပြီးလူတွေနဲ့နင်းနီးနားနေတတ်ကြပါတယ်အထူးသဖြင့်ကြွက်တွေနဲ့အခြားတိရစ္ဆာန်တွေနဲ့အမဲလိုက်တဲ့အခါလူနေအိမ်တွေရဲ့ရင်းနှီးတဲ့နေရာတွေကိုလာရောက်တတ်ပါတယ်မွေဟောက်တွေဟာညဘက်မှာပုံမိုလှုပ်ရှားတတ်ကြပြီးနေ့ဘက်မှာတော့အေးပြီးဆွတ်တဲ့နေရာတွေမှာခိုအောင်နေတတ်ကြပါတယ်မွေဟောက်ရဲ့အစိတ်နဲ့အန္တရာယ်ကတော့အယုံကြောင့်စနစ်ကိုထိခိုက်စေနိုင်တဲ့အစိတ်ဖြစ်ပါတယ်။မွေဟောက်ကိုက်ခံရပြီဆိုရင်ခေါင်းမူပြီးအမြင်အာရုံတွေလည်းဝေဝါးလာနိုင်ပါတယ်။အချိန်မီစေကူတာမခံယူနိုင်ရင်အသက်အန္တရာယ်အထိပါဆိုးရွားနိုင်ပါတယ်။ဒါပေမဲ့မွေဟောက်တွေကလူတွေကိုမလိုအပ်ပဲအရင်မကိုက်ကြပါဘူး။သူတို့အန္တရာယ်ရှိတယ်လို့ခံစားရတဲ့အခါမှာကိုယ့်ကိုယ်ကာကွယ်တဲ့အနေနဲ့ပြန်ကိုက်တတ်ကြတာပါ။ကဲဒီလောက်ဆိုရင်မွေဟောက်ကြောကိုအတူတူသိရတာစိတ်ဝင်စားစရာကောင်းမယ်လို့မျှော်လင့်ပါတယ်အခြားတိရစ္ဆာန်ကြောင်းတွေလည်းသိချင်ရင်ကျွန်တော်ရဲ့ comment လေးထဲမှာမှတ်ခဲ့ပြကြပါအားလုံးကိုကျွန်တော်ရဲ့မမိုးရဲ့ channel ကနေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ